ကယ်ဒမီဖိတ်စာကြီးနဲ့ပဲတင်တဲ့ရုပ်ရှင်စကားပေါ်ဇာကနာရဲ့တီတီမိမိဝေဖန်ချက်မြန်မာရုပ်ရှင်အစည်းအရုံးကပေးပို့တဲ့အကယ်ဒမီထူးချွန်ဆုပေးပွဲဖိတ်စာတွေနဲ့ပတ်သက်ပြီးအနုပညာလောကမှာဝေဖန်တာတွေအတော်လေးကိုကျေတောင်နေရလဲဖြစ်ပါတယ်။အထူးသဖြင့်မင်းသမီးမိမိကိုရဲ့အမဖြစ်သူဟာဆိုရင်အနုပညာလောကမှာနှစ်ပေါင်းများစွာကျင်လည်ခဲ့တဲ့ဝိုင်းရင်တဦးဖြစ်ပေမဲ့အခုနှစ်အကယ်ဒမီဆုပေးပွဲအတွက်ဖိတ်စာမရရှိခဲ့ဘူးလို့လည်းသိရှိရပါတယ်။ဒီအချက်ပေါ်ပြည်သက်တွေကရုပ်ရှင်တကားမှာမရိုက်ဘူးတဲ့သူတွေတောင်ဖိတ်စာရနေပြီးဝိုင်းရင်တွေကိုခြံလန်ထားတဲ့ဟာတွေကတကယ်ကိုရုပ်ပေါက်လုံးပါတယ်ဆိုပြီးတော့လက်ရှိကာလရဲ့ဖားနိုင်ရနိုင်မှသာပါဝင်တဲ့စနစ်ဆိုအပေါ်ပြပြထန်ထန်ဝေဖန်နေကြတာလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်းဝိုင်းရင်သုံးဆောင်ကြီးဇာကနာကတော့ရုံတင်ဝင်ငွေ10ဘက်ထိစံချိန်တင်ရရှိနေတဲ့ဆိုတဲ့နဲ့ဝင်တဲ့ရုပ်ရှင်စကားကြီးကိုတာမကြည့်ဖြစ်ပေမဲ့ပဲ့တင်တဲ့ရုပ်ရှင်စကားကြီးကိုတော့ကိုလက်မအဖိုးနဲ့ကိုသွားရောက်ကြည့်ရှုပြီးအချက်လက်နဲ့တကွချီချူပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဇာကနာကမြန်မာပြည်ရဲ့ရုပ်ရှင်ယုံကြည်ဝင်ငွေကောင်းနေဆိုတဲ့အချက်လက်အပေါ်မှာလည်းတကယ်ဟုတ်ရဲ့လားလို့တော့မိကုန်းထုတ်လိုက်ပြီးရုပ်ရှင်ယုံ3ယုံမှာ2ယုံလောက်ပိတ်ထားရတဲ့ခက်ခဲတဲ့အခြေအနေမျိုးတွေကြောင့်ထွက်ပေါ်လာတဲ့အရေးသွေးရှိတဲ့စကားတွေကိုသာအတိမတ်ပြုတင်ကြောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ပဲ့တင်တဲ့ရုပ်ရှင်ဟာတကယ်လူမှုဘဝကိုအကောင်းဆုံးပုံဖော်ပြထားပြီးဝါရင်နုပညာရှင်တဦးကပါအခုလိုအချက်လက်ခက်ခိုင်နှလုံးနဲ့ချီးကျူးလိုက်တာကြောင့်အဖွဲ့သားတွေအတွက်တော့ဒါဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲ။လက်ရှိရုပ်ရှင်လောကမှာအရေးချင်းရှိတဲ့ဇာတ်ကားတွေနဲ့ဝါရင်နုပညာရှင်တွေနေရာမှန်ရဖို့လိုနေတာကိုဒီဖြစ်ရတွေကမိမောင်းထုံပြနေတာလည်းဖြစ်ပါတယ်။ပရိသတ်တွေကလည်းအကယ်ဒမီပွဲနဲ့ရုပ်ရှင်လောကရဲ့စံနှုန်းတွေဟာပေါ်ပင်တဲ့ညနာလိုက်မှုတွေထက်စစ်မှန်တဲ့အနုပညာအရေးသွေးပေါ်မှာသာမူတည်စေချင်ကြတယ်လို့လည်းဆိုနေကြတာလည်းဖြစ်ပါတယ်ရှင်။သူထိုင်းမှာအိမ်ပေါ်လို့ပူတာမြင်ရင်3000ပေးမယ်လို့ပြောလာတဲ့နေဆန်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်ကြီးတို့သိတဲ့အတိုင်းပဲနေဆန်ဟာသူမရဲ့ထူးခြားတဲ့အလားပါနဲ့အောင်မြင်မှုတွေကြောင့်အမြဲတမ်းလူပြောများနေတဲ့သူတူဦးလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီလိုအောင်မြင်မှုတွေပေါ်မှာမနာလိုသူတွေတချို့ကတော့နေဆန်ကိုနမည်ပြတ်ဖို့စူးစမ်းနေကြတာလည်းဖြစ်ပါတယ်အထူးသဖြင့်နေဆန်ကထိုင်းစကားကောင်းကောင်းပြောတတ်နေတာကိုအကြောင်းပြပြီးတော့နေဆန်ဟာထိုင်းမှာအိမ်ပေါ်လုပ်ခဲ့တာကြောင့်နေဆန်ဟာထိုင်းမှာအိမ်ပေါ်လုပ်ခဲ့တဲ့ထုံးချိုင်ဘွားကနေချမ်းသာလာတာဆိုပြီးတော့နေချပုတ်ခတ်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်ဒီလိုဆုဆွေးမှုတွေအပေါ်မှာနေဆန်ကလုံးဝငြိမ်မနေတော့ပဲတိပြက်တသားတုံ့ပြန်လာခဲ့တာလည်းဖြစ်ပါတယ်ရှင်။နေဆန်ကတော့သူမဟာထိုင်းမှာအောက်ခြေသိမ်းအလုံးလုံးရတဲ့ဘဝကနေဆယ်လီဖြစ်လာတာမဟုတ်ကြောင်းနဲ့တကယ်လို့ထုံးစံဘဝနဲ့ကျမကိုအိမ်ဖော်လုပ်နေတာမြင်နေဆိုတဲ့တိကျခိုင်လုံတဲ့သက်သေပြနိုင်ရင်3000ပေးမယ်ဆိုပြီးတော့ထုတ်ပြောကစိန်ခေါ်လိုက်ခဲ့တာလည်းဖြစ်ပါတယ်။3000ဆိုတာနေတဲ့ပမာဏမဟုတ်သလိုဒီလောက်ထိရေရဲဝုန်းဝုန်းပြောတာကသူမရဲ့အတိတ်ဟာဖြူစင်ကြောင်းနဲ့သူမရဲ့အောင်မြင်မှုတွေကကိုယ့်အားကိုယ်ကိုပြီးစူးစမ်းမှုတွေကြောင့်ရရှိလာတာဖြစ်ကြောင်းသက်သေပြလိုက်တာလည်းဖြစ်ပါတယ်။နေဆန်းရဲ့ဒီစိန်ခေါ်မှုကသူမရဲ့ဂုဏ်သိက္ခာကိုပြောနေကြတဲ့သူတွေနဲ့ပြောနေကြတဲ့သူတွေကိုတစ်ခွက်ထဲနဲ့အပိတ်တက်လိုက်တာလည်းဖြစ်ပါတယ်။ကဲပြည်သက်ကြီးတို့ရောထိုင်းမှာအိမ်ပေါ်လုပ်ဖို့တာမြင်ရင်3000ပေးမယ်ဆိုတဲ့နေဆန်းရဲ့စိန်ခေါ်မှုအပေါ်ဘယ်လိုလေးတွေမြင်လဲဆိုတာကောမန့်မှာရေးပေးခဲ့ကြပါအောင်ရှင်။